ငလင်ကိစ္စပြောမယ်ဟုတ်ပြီမြမငလင်ဘာကြောင့်ဖြစ်တာလဲလိုင်းပေါ်မှာတော့ချစ်မိတ်ဆွေတို့တည်တဲ့အတိုင်းအမျိုးမျိုးပြောနေကြတယ်ချစ်မိတ်ဆွေတို့ကဘယ်လိုမြင်ပါတယ်လဲခင်ဗျဒီမြမငလင်ကိစ္စနဲ့ပတ်သက်ပြီးတော့တချို့လိုင်းပေါ်မှာပြောနေကြတယ်ငကားကြောင့်ဖြစ်သွားတယ်ငကားလှုပ်လို့ဘာလှုပ်လို့ကျွန်တော်လုံးဝမယုံဘူးဗျဒါပေမဲ့ယုံတဲ့လူကိုလည်းကျွန်တော်မပုတ်ခတ်ပါဘူးလူတိုင်းမှာလွတ်လပ်စွာယုံကြည်ပိုင်ခွင့်ရှိပါတယ်ခင်ဗျအဲ့လောက်ပဲပြောပြစေတချို့လည်းပြောတယ်ကိုယ်ကွယ်ယုံကြည်မှုကြောင့်ဒီစေတီပထိုးတွေကြောင့်ဒီငလင်ဖြစ်ပေါ်တယ်ဆိုတာကျွန်တော်လုံးဝဆန့်ကျင်ပါတယ်ခင်ဗျမယုံကြည်ပါဘူးခင်ဗျဒါပေမဲ့ယုံကြည်တဲ့လူတွေကိုလည်းကျွန်တော်မပုတ်ခတ်ပါဘူးလူတိုင်းကလွတ်လပ်စွာယုံကြည်ပိုင်ခွင့်ရှိပါတယ်ခင်ဗျကျွန်တော်ရဲ့ယုံကြည်ချက်ကျွန်တော်ယုံကြည်ထားတဲ့အရာမြမငလင်ဘာကြောင့်ဖြစ်တာလဲကျွန်တော်နားလေတလောက်ညာမီတလောက်ပြောမှဖြစ်ပါတယ်ကဘာပေါ်မှာငလင်ကြောပေါင်းများစွာရှိပါတယ်ခင်ဗျဒါပေမဲ့အတိတ်ကအရေးကြီးဆုံးငလင်ကြောနဲ့ကြောရှိပါတယ်ခင်ဗျနံပါတ်1 The Pacific Ring of Fire အဲ့ဒီငလင်ကြောဖြစ်ပါတယ်ခင်ဗျအဲ့ဒီငလင်ကြောပေါ်မှာရိုက်ခတ်မဲ့နိုင်ငံတွေကြတော့ Japan, Indonesia, Philippines, Chile, US West Coast ဒီနိုင်ငံတွေအပေါ်မှာရိုက်ခတ်ပါတယ်ခင်ဗျနံပါတ်2ငလင်ကြော The Alpine Belt ငလင်ကြောဖြစ်ပါတယ်ခင်ဗျအခုကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့ငလင်ကြောဟာဒီနံပါတ်2ငလင်ကြောဖြစ်ပါတယ်ခင်ဗျ The Alpine Belt ငလင်ကြောဖြစ်ပါတယ်ခင်ဗျအဲ့ဒီငလင်ကြောဘာကြောင့်ဖြစ်တာလဲကျွန်တော်တို့ကဘာကြီးဟာဒီတိုင်းရှိပါတယ်ခင်ဗျအဲ့ဒီထဲမှာကြောက်ချက်တွေနဲ့ဖွဲ့စည်းထားပါတယ်ခင်ဗျအဲ့ဒီကြောက်ချက်ကြားမှာရေတွေရှိတယ်မြေကြီးတွေရှိပါတယ်ခင်ဗျအဲ့ဒါကြောင့်ကြောက်ချက်တစ်ခုနဲ့တစ်ခုဒီတိုင်းကဘာကြီးကလည်းလဲနေတယ်ကဘာကြီးကလဲနေတယ်ရေမြေတွေလည်းအများအားပြောင်းနေတယ်ရေဆိုတာတည်တဲ့အတိုင်းအောက်မှာစီးဆင်းနေပါတယ်ခင်ဗျမြေကြီးဆိုတာလည်းတည်တဲ့အတိုင်းသူရွေ့ရှားနေပါတယ်ခင်ဗျအဲ့ဒါကြောင့်ကြောက်ချက်တစ်ခုနဲ့တစ်ခုအဲ့လိုမျိုးဖြည်းချင်းရွှေ့နေပါတယ်ခင်ဗျကျွန်တော်တို့မြန်မာနိုင်ငံဟာအိန္ဒိယကြောက်ချက်နဲ့ကျွန်တော်တို့မြန်မာကြောက်ချက်ကြားထဲမှာစကိုင်းပြတ်ရွေ့ဆိုပြီးတော့အဲ့ဒီလိုမျိုးဒီပြတ်ရွေ့ရှိပါတယ်ခင်ဗျကြောက်ချက်နဲ့ချက်ကြားထဲမှာကျွန်တော်တို့မြန်မာနိုင်ငံဒီရှိနေပါတယ်ခင်ဗျစကိုင်းပြတ်ရွေ့လို့လည်းခေါ်ပါတယ်ခင်ဗျဆိုလိုတာအိန္ဒိယကြောက်ချက်ဒါကျွန်တော်တို့မြန်မာကြောက်ချက်အိန္ဒိယကြောက်ချက်ကပို့ပြီးတော့ကြီးပါတယ်ခင်ဗျအဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာကြောက်ချက်တွေကိုနှစ်စဉ်နှစ်တိုင်းသူကဝိတ်အားကြီးတယ်ဖြည်းချင်းတိုးဝင်နေပါတယ်ခင်ဗျဖြည်းချင်းအဲ့ဒါကြောင့်အဲ့ဒီကြောက်ချက်ရွှေ့လျားမှုကြောင့်ဖြစ်ပေါ်လာတဲ့ငလင်ဖြစ်ပါတယ်ခင်ဗျတိတ်ပံပညာရှင်တွေရဲ့တိုင်းတာချက်ခန့်မှန်းချက်အရငလင်ကြောတွေဆိုတာခဏဖြစ်ပါတယ်ခင်ဗျဒါပေမဲ့ကြီးမားဖြစ်တာကြတော့နှစ်တရာဝန်းကျင်မှာတစ်ကြိမ်ဖြစ်လက်ရှိတယ်လို့ခန့်မှန်းကြပါတယ်ခင်ဗျခန့်မှန်းရုံပဲခန့်မှန်းလို့ရပါတယ်ခင်ဗျအတိအကျပြောလို့မရဘူးဟုတ်ပြီဒီကျွန်တော်တို့စကိုင်းပြည့်ရွေ့ဟာ1930မှာအကြီးငလင်လောက်ခဲ့ပါတယ်ခင်ဗျအဲ့ဒီငလင်ကိုပခိုးငလင်လို့ပြောပါတယ်ခင်ဗျတမိုင်းမှာအထောက်ထားရှိပါတယ်ခင်ဗျစေတီပထိုးပေါင်းများစွာပြိုကျပါတယ်ခင်ဗျပခိုးငလင်1930မှာဖြစ်ခဲ့ပါတယ်ခင်ဗျအဲ့ဒါကြောင့်တိတ်ပံပညာရှင်တွေခန့်မှန်းပါတယ်2030ဝန်းကျင်မှာနောက်တစ်ချိန်ဖြစ်လိမ့်မယ်လို့အကြိမ်တတိပေးပါတယ်ခင်ဗျကျွန်တော်တို့မြန်မာနိုင်ငံပညာရှင်တွေလည်းသိပါတယ်ခင်ဗျဒီကိစ္စသိပါတယ်ဖြစ်မှာပဲဘယ်ချိန်ဖြစ်မှာလဲဆိုတာမသိဘူးဒီ2030ဝန်းကျင်မှာဖြစ်လိမ့်မယ်လို့ကြိုပြီးတော့ခန့်မှန်းကြတယ်အဲ့ဒါကြောင့်ဖြစ်ပွားခဲ့တဲ့ငလင်ဟာ2030မှာမဖြစ်ဘဲနဲ့စောပြီးတော့ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျဆိုလိုတာအိန္ဒိယကြောက်ချက်နဲ့ကျွန်တော်တို့မြန်မာကြောက်ချက်နဲ့ရွှေ့လျားမှုကြောင့်ဖြစ်ပွားသွားတဲ့ငလင်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျချစ်မိတ်ဆွေတို့ကဘယ်လိုမြင်ပါတယ်လဲခင်ဗျဒီမြန်မာငလင်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီတိုင်းပဲမြင်တယ်
လူတိုင်းပဲလို့ပဲယုံပလိစေအခုဖြစ်ပွားတဲ့ငလင်ကိစ္စဟာဒီစကိုင်းပြတ်ရွက်ကြောင့်ဒီကြောက်ချက်တွေရွှေ့လျမှုကြောင့်ဖြစ်ပွားတယ်လို့ကျွန်တော်အခိုင်အမာယုံကြည်ပါတယ်မိမိအပေါ်ပြုမှုစေခြင်းတလို့ကိုကလည်းသူများအပေါ်မှာပြုမှုပါဒါကိုချင်းစာတရားဗျကိုချင်းစာတရားကိုကဒီစကားတစ်ခွန်းပြောလိုက်မှဆိုရင်သူများကြိုက်ပါမလားဒါကိုချင်းစာတရားဗျကိုကထင်ရဆိုင်ပြီးပြောနေဖို့အချိန်မဟုတ်ပါဘူးခင်ဗျဒီချိန်မှာဆူတောင်းပေးရမယ့်အချိန်ဖြစ်ပါတယ်ခင်ဗျဆူတောင်းပေးရမယ့်အချိန်ဖြစ်ပါတယ်မေတ္တာပို့ပေးရမယ့်အချိန်ဖြစ်ပါတယ်ခင်ဗျအလူငွေထည့်ပေးရမယ့်အချိန်ဖြစ်ပါတယ်ခင်ဗျဤပညာအကူအညီတွေပေးရမယ့်အချိန်ဖြစ်ပါတယ်ခင်ဗျဒီချိန်မှာပေပါတာမနဲ့ပေပါတာမားတဲ့ဒီငလင်ဘာကြောင့်ဖြစ်တယ်ဆိုတာအငင်းပွားရမယ့်အချိန်မဟုတ်ပါဘူးခင်ဗျတိုက်ရမယ့် USA အမေရိကန်ရောက်ရှမ်းတယောက်ဖြစ်ပါတယ်ခင်ဗျ